ကဲဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်က C3 မှာရှိတဲ့ Legend Sword တစ်ခုလေးဖြစ်တယ်ကျွန်တော်ယူရတာလည်းအယောင်မှလွယ်တယ်ကျွန်တော်ယာမာ Sword ကိုဒီနေ့ဗီဒီယိုထဲမှာကျွန်တော်ယူသွားမှာပဲဖြစ်ပါတယ်။ Okay ကျွန်တော်ဒီမှာကျွန်တော်ကတော့ Elite Bot အကောင့်30ပြည့်တော့မယ်ပေါ့နော်ကျွန်တော်အခုကတော့29အကောင့်ရှိနေပါပြီဆိုတော့နောက်ထပ်3កောင်ပဲကျန်တော့ပေါ့နော်အဲ့အကောင့်30ပြီးမှကျွန်တော်တို့ကယာမာ Sword ကိုယူလို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ boss ပေါ်နေတာ Okay ပေါ်နေကျွန်တော်တို့အခုကတော့ Hydra Island မှာပေါ်နေပေါ့နော်ဆိုတော့ကျွန်တော် Hydra Island မှာတက်ပါမယ်။ Okay ကျွန်တော်တို့ဒီမှာ boss တွေ့ပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီ bot ကိုတတ်လိုက်ပါအောင်မယ်။ Okay ကျွန်တော်တို့ဒီကောင်တက်ပြီးလို့ရှိရင်တော့ကျွန်တော်နောက်ထပ်15မိနစ်ထပ်စားအောင်ပဲပေါ့နော် Okay ကျွန်တော်နောက်ထပ်15မိနစ်ထပ်စားပြီးတော့မှကျွန်တော်နောက်ထပ် Elite Boss တစ်ကောင်ထပ်ပေါ်မှာပဲဖြစ်ပါတယ် Okay ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲကျွန်တော်တို့ဒီ Elite Boss ကိုမြန်တက်ကြည့်နေဆိုတော့ကျွန်တော်စာပါပြောင်းပြီးတော့တက်တာတော့ပိုကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ကြောင့်ကျွန်တော်စာပါပြောင်းပြီးတော့တက်မယ်ပေါ့နော် Okay ကျွန်တော်တို့နောက်ထပ်စာပါထပ်ပြောင်းလိုက်ပါမယ် Okay ကျွန်တော်ဒီ discount ကတော့ကျွန်တော်ဘာမှ spawn မယ်ဆိုတော့တစ်ချက်ကြည့်ဘူးပေါ့နော် Okay ဒီ discount ကတော့ကျွန်တော်တို့ဒီ grade 3မှာ spawn ပါတယ်ဆိုတော့ကျွန်တော် grade 3မှာတက်လိုက်ပါအောင်မယ် Okay ကျွန်တော်တို့ဒီကောင်တေးတော့မယ်ပေါ့နော် Okay ကျွန်တော်တို့ဒီကောင်တေးပြီးတော့ကျွန်တော်နောက်တစ်ကောင်ပဲတက်ရတော့ပါမယ်ဆိုတော့ကျွန်တော်နောက်တစ်ကောင်တက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ Yama Sword ကိုတက်ယူလို့ရပြီမယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ဆပါထပ်ပြောင်းပြီးတော့ကျွန်တော်တို့ Elite Boss ကိုတက်လိုက်ကြအောင် Let's go guys Okay ကျွန်တော်ဒီကောင်တေးဝိုင်းတော့ဆိုတော့ကျွန်တော် Elite Boss ကောင်30ပြည့်ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့အခုဆိုရင်ကျွန်တော် Yama Sword ကိုကျွန်တော် Hydra Island မှာတက်ယူလို့ရပြီပေါ့နော် Okay ကျွန်တော်တို့ Hydra Island ကိုတွားလိုက်ပါအောင်မယ်Let's go Okay ကျွန်တော်ဒီနား NPC လေးတွေကျွန်တော်တက်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘာလို့ bro ကိုကျွန်တော် Yama Sword ယူနေနေရမှာပြတော့တာလဲဆိုတော့ကျွန်တော်ကုလို့တော်တော်များများလဲကျွန်တော်ဒီ Yama Sword ကိုယူနေနေရ bro တိနေကြပြီဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်ကမပြတော့တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနား NPC လေးတက်ပြီးရခြင်းကျွန်တော် Yama Sword ကိုယူလို့ရပြီဖြစ်ပါတယ် Okay Come on ကျွန်တော်ဒီနား Okay ကျွန်တော်ဗုဒ္ဓပြောင်းပြီးပြီ Okay ကျွန်တော်နှိပ်မယ်ပေါ့နော်ဘယ်ကြော်ရတာတော့ဟာ Okay ကျွန်တော်စိတ်လောက်ချာနေတော့ယာမာဆွဲယူမှုတော့ Okay အဲ့မရဘူးလား Okay ကျွန်တော်တရားသူ3-4ကောင်းတော့နှိပ်ရမယ်ထင်တာပဲ Okay ဒီ3ကောင်းမရသေးဘူး Come on နှိပ်လို့မရလားအိုးရရင်ရပြီ Okay ကဲခုဆိုရင်တော့ကျွန်တော်လက်ထဲမှာဒီကျွန်တော်တို့ဒီ Legendary Sword ခုဖြစ်တယ်ကျွန်တော် Yama Sword ကိုကျွန်တော်လက်ထဲမှာရောက်ရှိလာပြီဖြစ်ပါတယ် Okay ကျွန်တော်ခုဆိုရင်ကျွန်တော် Yama Sword ကိုကျွန်တော် Mystery တက်တင်မှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့Mystery တက်တင်မယ်ပေါ့နော်ကျွန်တော်ဘာမှတက်တင်ပါလဲဆိုတော့ကျွန်တော်ကဒီ Cake Island မှာတက်တင်မယ်ပေါ့နော် Okay ကျွန်တော်တို့ Yama Sword Mystery တင်ပြီးမှကျွန်တော်တက်တွေ့ကြပါမယ် A few moments later ကဲအခုဆိုရင်ကျွန်တော်လက်ထဲမှာ Yama Sword က Mystery 300ပြည့်သွားပြီဖြစ်ပါတယ်အခုဆိုရင်ကျွန်တော် brother တို့ကျွန်တော်ဒီ Yama Sword skill တွေကျွန်တော်စမ်းပြမယ်ပေါ့နော် Okay ကျွန်တော်ပထမဆုံး skill ကတော့ဒီလိုဓာတ်ကိုကျွန်တော်လွှဲပြီးတော့ပစ်တာပေါ့နော် Okay တော်ကြီးမှလည်းမိုက်တယ်ပေါ့နော်ကဲကျွန်တော် NPC စမ်းပြမယ်ပေါ့နော်Okay ကျွန်တော်ဒီနား NPC စမ်းပြမယ်လို့လွှဲပြီးတော့ကျွန်တော်ပစ်လိုက်တာပဲဖြစ်ပါတယ်။ damage တော်ကြီးမှထွက်ရပေါ့နော်။ Okay ကျွန်တော်တော်ကြီးမှမိုက်ရပါ။ Okay ကျွန်တော်သူ့ရဲ့ကျွန်တော်နောက်ထပ် skill တစ်ခုတက်သုံးပြမယ်ပေါ့နော်။ အိုးရောင်ရီမိုက်တွေရောင်ရီတကယ်တော်ကြီးမိုက်ရပေါ့နော်။ကျွန်တော် Yama Sword ကတော်ကြီးမှလည်းကောင်းတယ်ပေါ့နော်။တချို့ကျတော့ကျွန်တော် PPP မှာကျန်းတဲ့ကောင်ကြီးရှိရပေါ့နော်။ဆိုတော့ကျွန်တော်တို့ကောင်ကြီးကတော့ PPP နုနေတဲ့ကြောင့်မလို့ Yama Sword ကတော့ yeah ကျွန်တော်တိတ်တော့မတုံးတော့ပေါ့နော်။ဘလို့ဖြစ်ပါကျွန်တော် Yama Sword ကတော်ယူပါတယ်မိုက်ပါတယ်ကဲကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ကြည့်ရှုပေးတဲ့လူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာတွေ့ကြပါမယ်အားလုံးပဲဘိုင်ပါ